နီးပညာနဲ့လုံခြုံရေးမြင့်မာတဲ့တောအုပ်ထဲမှာလူတယောက်ပျောက်ဆုံးသွားတဲ့ဖြစ်ရပ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမှန်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တောအုပ်တစ်ခုထဲမှာလူတယောက်ပျောက်ဆုံးသွားတယ်ဆိုတာမဆန်းပါဘူးဒါပေမဲ့အဲ့ဒီတောအုပ်ကြီးကခင်မီနီးပညာတွေနဲ့24နာရီပတ်လုံးစောင့်ကြည့်ခံထားရတဲ့မြေပုံတွေကနေရာတစ်ခုဆိုရင်တော့စမ်းကြဲသွားပါလိမ့်မယ်အဆိုပါနေရာကတော့အမေရိကန်ပြည်ထောင်စုလူဝီစီယာနာပြည်နယ်တွေကအချာဖာလီယာဘေးစင်ဆိုတဲ့တောအုပ်ကြီးပဲဖြစ်ပါတယ်ဆိုတော့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံသိရဖို့အတွက်စောင့်လေးချုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုစုံတဲ့အထိအတူကြည့်လိုက်ရအောင်ပါလူဝီစီနီယာပြည်နယ်မှာရှိတဲ့ဒီတောအုပ်ဟာဆိုရင်အမေရိကန်အစိုးရရဲ့တယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေအတွက်များစွာအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မဲအစိုးရကဒီတောကြီးကိုစောင့်ကြည့်ရေး drone တွေအာရုံခံကိရိယာတွေနဲ့24နာရီမပြတ်စောင့်ကြည့်နေတဲ့နေရာဖြစ်ပါတယ်။ဒီလိုနေရာမျိုးမှာပျောက်ဆုံးသွားတဲ့သူကတစ်တောလောကကိုအခုမှဝင်လာတဲ့စေရနာဝန်ထမ်းမဟုတ်ပါဘူး။သူကဒီလိုတောကြီးတွေထဲမှာနှစ်ပေါင်းများစွာကွင်းဆင်းလေ့လာခဲ့တဲ့ဝိုင်းရင်တပါရင်ပညာရှင်တဦးဖြစ်ပါတယ်။သူရဲ့တာဝန်ကတော့သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းသွားရောက်ပြီးတဘာဝပတ်ဝန်းကျင်ဆိုင်ရာနမူနာတွေကိုရယူစုဆောင်းဖို့ပဲဖြစ်ပါတယ်။အဲ့ဒီနေ့တုန်းကရာသီဥတုကတာယာနေပြီးအရာအလုံးကလည်းတိတ်ဆိတ်စွာနဲ့ပုံမှန်တိုင်းရှိနေရပါ။တစ်တော်သူသေသနာပညာရှင်ကြီးကသူ့ရဲ့ခင်မီပစ္စည်းကိရိယာတွေနဲ့အတူတာဝန်ကိုထမ်းဆောင်ဖို့အတွက်တောအုပ်ထဲကိုဝင်သွားခဲ့ပါတယ်။အချိန်တော်ကြာတဲ့အထိသူ့စီကရေဒီယိုသတင်းပို့မှုတွေရောက်မလာခဲ့တဲ့အပြင်တမက်ရက်ပြည့်တဲ့အထိဒီလူကတောကြီးတွေကနေထွက်မလာခဲ့ပါဘူး။သတင်းပို့ရောက်မဲ့အချိန်ကျော်လွန်သွားတာနဲ့တပြိုင်နက်တာဝန်ရှိသူတွေကရှာဖွေရေးရဟန်းယာဉ်တွေ speed boat တွေနဲ့ရှာဖွေရေးလုပ်ငန်းကိုချက်ချင်းစတင်ခဲ့ပါတယ်။ရေစည်းကြောင်းနဲ့လေကြောင်းရန်တွေကိုတွက်ချက်ပြီးတော့ဧရိယာတစ်ခုလုံးကိုပိုက်စိတ်တိုက်စစ်ဆေးခဲ့တာပါ။ဒါပေမဲ့ဘယ်မှရှာမတွေ့ခဲ့ပါဘူး။တောရင်းမှာတော့စက္ကန့်ချရန်နာခဲ့တဲ့လက္ခဏာလည်းမတွေ့ရသလိုတားရဲတရိတ်ဆန်တိုက်ခိုက်ခံရတဲ့လက္ခဏာလည်းမရှိပါဘူး။နောက်ပြီးတော့ထုံးစံရဆိုရင်တောရဲကိုသွားရတဲ့ဝန်ထမ်းကတတ်မှတ်ချက်အတိုင်းစစ်ဆေးပြီးမှဝင်ရပါတယ်။ဒါကြောင့်ဒီလူကကျန်းမာရေးချို့ယွင်းမှုကြောင့်ပျောက်ဆုံးသွားတယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါ။ဒါပေမဲ့ရက်အတော်ကြာပြီးရဲ့နောက်မှာတော့ဌာနတွင်းလျှို့ဝှက်အစီရင်ခံစာတစ်ခုအရပညာရှင်ပျောက်ဆုံးသွားပြီလို့တရားဝင်သတ်မှတ်ထားတဲ့အချိန်နောက်ပိုင်းမှာသူ့ရဲ့အသုံးဆောင်ကိရိယာတချို့ကိုအချက်ပြစနစ်ကနေရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုအများပြည်သူသိရှိအောင်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။သတင်းပတ်တော်ကြာရှာဖွေပြီးရဲ့နောက်မှာတော့သက်ဆိုင်ရာကဒီအမှုကိုလမ်းကြောင်းမှားယွင်းပြီးတော့တဘာဝဘေးရနေကြောင်းသိဆုံးရခြင်းလို့အမည်တပ်ကအမှုပေးလိုက်ပါတယ်။အလောင်းမတွေ့ပဲထုတ်ပြန်ခဲ့တဲ့ဒီဆုံးဖြတ်ချက်ကိုဒေသခံရေးလှုပ်သားတွေနဲ့ဝိုင်းရင်လမ်းပြကြီးတွေကလုံးဝလက်မခံခဲ့ပါဘူး။မိတ်ဆွေတို့အနေနဲ့ရောအဆိုပါလူပြောင်းမှုနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲဆိုတာcommentမှာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။